他对他们啥都咱们啥南京的，他我考出来没喏，这边嘛变骗我没考出来路，拉比我们俺那标的，俺们在哪了嘛？现在他们啥都咱标嘛，对面哎你家不高，不家你不是没搞你不是，俺们在哪了？还有哪边？哪边嘞？你那个把路打来了，俺们啥的你那个把路打来，看哪里把俺不路骗哪这一单？哎咋你？你什么视频呢？来，视频搞到了谁的？给，俺们明个啦吧，看哪里呢？对嘛？在这里，像俺第二个，我过他们说干就做表健身哈不呢？对嘛？在俺们几个那边全国啊，不来的全也胡的老来全也马啥个的话，也在路我对他他的压力呢，全他们啥就弄马来的不？对嘛？谁打？也讲的对谁打？对嘛？起毛脚嘿。ဒီမှာချင်းမောင်ကျော်ဘူးကိုကြည့်ပါဦးဒါလေဟိုငပိရင်နဲ့ချင်းမောင်ကျော်နဲ့နေစားကျင်လို့ဆိုပြီးအမေကြီးကားပေါ့နော်ချင်းမောင်ကျော်အသက်ဒါချင်းမောင်ချော်မကြည့်ပါဘူးဝဝချင်းမောင်ကျော်ရဲ့ဘူးကိုလည်းကြည့်ပါ3လ3နှစ်3ကပ်ပါလောက်စားလို့ရတယ်တဲ့နောက်ဘွားဒီပါယူသွားလို့ရတယ်ဒီမှာကြည့်ရဘူးရကြီးပဲအားရလိုက်တာဟဲ့ဒီမှာဝပြီးသွားပြီးဆိုရင်ဒီမှာငါတက်လဲတို့ဒီမှာလေးတဲ့ငါတက်လဲတို့ကြော်တယ်ငါတက်လဲတို့ကြော်ပေါ့နော်ဒါကကြတော့ချမ်းတက်မှာတာပြီးသွားပြီဆိုတဲ့ဒီမှာလေးပစုံကြောင်းငါပြရေးကြော်အရန်ကောင်းတယ်အမေကြီးကထုတ်လုပ်တယ်လေဒီစားတောက်ကုန်အမျိုး100ကျော်အားလေအကုန်လုံးချမ်းပတ်စက်နဲ့တိုက်တယ်ကွပြောရမယ်ဆိုရင်အခုချမ်းတဲ့ချင်မောင်ကျော်နဲ့ချမ်းနဲ့စားမယ်ခဏလေးဟုတ်ပြီလားဘာကပြီရပြီရဲ့ခမင်းတစ်ခါစားတယ်နင်းနဲ့ငါလည်းတစ်ခါတည်းရင်တူစားရင်အချက်တော့ဒါအောင်နဲ့တို့နင်းလက်ကပါလည်းပြက်နေတာတို့နေတာချင်မောင်ကျော်အရန်ကောင်းတယ်ချင်မောင်ကျော်နဲ့ငါပြီးနေနေထားမှတည်းချင်မောင်ကျော်အရန်ကောင်းတယ်တဲ့ကိုကြီးမှကြော်ဖို့ဆိုတာလွယ်တာမဟုတ်သေးလားကျက်တုံးထောင်ပြပစုံကြောက်ရှာပါအောင်ချင်မောင်ရွက်ရှာပါအောင်အလုပ်ချုပ်တယ်ဒါကဒီတဲ့ရဘူးလောက်ဆိုရင်စားပါလေကြာကြီးစားပါလေခဏလေးမလေးချင်မောင်ကျော်ဒါအမေကြီးကနေပြီးတော့ချမ်းကဖာစားတဲ့ချင်မောင်ကျော်ဒီမှာထားရောက်မပြီးလေအရင်ကောင်းတယ်တဲ့ချင်မောင်ကျော်ထဲကနေမယ်ဆက်လေးထဲအောင်နည်းနည်းထဲအောင်ဘလို့နေတောင်ပြီးဆက်နေလေဟင်းကျုံဟင်းနဲ့အဲ့စိတ်သားစားကြည့်စိတ်အရင်ကောင်းတယ်တော့မှအများကြီးပါတယ်စိတ်သားကြောင့်အရန်တန်ပြီးအရန်စားကောင်းတယ်နော်ခင်းကျုံဟင်းနဲ့ထည့်စားထည့်စားအရန်ကောင်းတယ်တားမလားသူချမောင်ကျော်နဲ့ငပိနေစားလဲအရန်လိုက်တယ်စိတ်သားကြော်အရန်ကောင်းတယ်ဟိုကလည်းပါလေဦးဒါမရန်တိကြော်ငါတလဲတို့ကြော်လိုက်တယ်မှာဒါကြတော့ငါ63ကြော်အသက်ဟုတ်ပြီလားဒါနောက်နေ့မှဒါဒီနေ့စိတ်တာလဲဒါဒီစိတ်တာအရင်ကောင်းတယ်ဟင်းကျုံနဲ့ဒီစိတ်သားကြော်နဲ့အရင်လိုက်တယ်စိတ်သားကြော်အရင်ကောင်း oh my god amazing တကယ်ပြောတယ်စားနေရင်ကိုကျင်နေတာလေစားနေရင်အသက်ရှိတယ်မစားရအောင်ဆိုအသက်တူတယ်အဲ့ကြောင့်အမြဲတမ်းရှာစားရတာပေါ့စိတ်သားကြောင့်သဘူးပါလေဒီမောင်ကအရင်အရာတာစီကြော်ထားတာဟဲ့အဲ့ဒါနေတကယ်နေနော်နားလာရင်ဖြစ်တယ်ကြီးညာပဲစုံမထားတယ်ခေါ်ပြီးတော့ဘလို့နေဘလို့ထိုင်ချက်တယ်ဘုံကြီးဒီတော့ရောကောင်းချမောင်ကျော်ဆိုလဲဆိုဘူးကအကြီးပဲစားပါလားကိုကဒီအမေကြီးရဲ့လက်ရကြတော့လေအိမ်မှာကြော်အိမ်မှာချက်တဲ့ရတာမျိုးဆိုမြေပဲစီအတန်းနဲ့ပဲကြော်ထားတာကွာအကုန်လုံးကိုပေါ့နော်သူစီရစားပေါင်းကုန်ထုတ်တဲ့အမျိုး100ကျော်မြေပဲစီတန်းနဲ့ပဲကြော်ရောင်းထားခြင်းဖြစ်တယ်ပေါ့အဲ့ဒါကြောင့်ချမ်းကြိုက်တာသူကထုတ်လိုက်တဲ့ဟာတွေအရန်စိတ်စေတနာပါပြီးတော့လေအရန်ကိုအရာတာစီပြီးတော့ကိုယ်အိမ်မှာတနိုင်တစ်ပိုင်းချက်စားတဲ့အရာတာမျိုးဒီကွာရေးစက်စမောကွယ်ဖြစ်တယ်လို့ကြော်ရောင်းပြီးတော့အသေးအတန်ဖြစ်တယ်လို့မျိုးမဟုတ်အရာတာကောင်းတယ်
ဒီစိတ်သားဆိုရင်လည်းရန်ကမိန်နဲ့စားတိုင်းမိန်နဲ့လို့ပြောညာပြောခံရအောင်မသိလားချမ်းကိုတိုင်းဒီလိုတိုးစရာအစုံနဲ့စားတာကိုချမ်းပူကြိုက်တော့မိန်နဲ့ပေါ့ကွယ်အာတူစပင်းရမူရပါကောက်တာမဟုတ်ဖြတ်ကောက်ထားတာဟုတ်လားမူရပါကောက်တာ မူရပါ ဟမ် မူရပါတွန်းကောက် ပြန်ဖောက်လို့ရတာ ထောက်လို့ရတော့ အမေအမေလိုက်တယ်ရန်ကောင်ရတာလေကိုလုံးအဲ့ဒါကိုကပေါ့နော်ကိုရတာသမီးရနိုင်ငံညာရောက်နေတယ်မြန်မာနိုင်ငံမှာဂျပန်တင်နန်းတက်နေတယ်ကိုရီးယားတင်နန်းတက်နေတယ်တခြားမှာစက်ရုံမှာလုံးနေတယ်တခြားမြို့မှာလုံးနေတယ်ကွာကိုအိမ်ရွာကမိဘတွေကစားကြတယ်ချက်ပြုတ်ပြီးတော့ပို့ပေးနေတယ်ဆိုတော့တကူတက်ကဈေးသွားသိလိုက်မိဘတွေဒုက္ခခံကြမလို့တော့အခုတို့ထိတ်တယ်မှာချမောင်ကျော်ဆိုရင်လည်းဒီလိုဘူးလိုက်ဘူးကြီးကွာဒီလိုဘူးကြီးကိုကင်ပြီးတော့ဝယ်ပြီးတော့ပို့ပေးလို့ရတယ်ကွာဒါဆိုစိတ်သားချောက်ဆိုရဲမတဲ့မကြီးစိတ်သားချောင်းကြော်ကွာဒီမကြီးအချောင်းလေးအရန်ရတာစီဒါဆိုလည်းတဘူးဆိုရင်အကြိုက်စားပါလိုက်ကွာတယောက်တည်းဆိုရင်အကြိုက်စားပါလိုက်ဘယ်ဆိုဒီမှာတဲ့ဒါဆိုရင်ငါတလဲလို့ကြော်တဲ့အိမ်ကျဲရဲ့အရာတာကိုထုတ်ထားတဲ့အမေကြီးကွာပြီးတော့ပြီးဆိုတဲ့ဒီမှာဆိုရင်ကွာဒါအိမ်ကျဲရဲ့အရာတာစားတော့ဆိုတော့ငါ6တုံးလေးတွေကိုသူကကြော်ထားတဲ့အစပ်ပေါ့အရန်ကောင်းတဲ့ရဲ့ဒီမှာတဲ့ဒါဆိုရင်စိတ်သားချောင်းချက်အချက်ပေါ့သူကချက်တာပေါ့ချက်ထားတာပေါ့အရန်ရတာစီတဲ့ရဲ့ဒါကကြတော့တဲ့မယန်းတင်းကပြီးကြော်အခုတို့မယန်းတင်းပုံနေတဲ့ချိန်မှာဆိုဒီချိန်ဒီကပဲရတာသူကလေအရန်ကနောက်တစ်ချက်ကအမေကြီးရဲ့စားတောက်ကုန်ထုတ်လုပ်တဲ့အမျိုး100ကျော်ထဲမှာစီတန်းတန်းနဲ့ထုတ်လုပ်ထားပြီးတကယ်မြေဘဲစီတယ်ပဲကြော်ဟာကိုကြော်တယ်ချက်တာလည်းမြေဘဲစီတယ်ပဲချက်ထားတဲ့အရာသာချင်းဖြစ်တယ်ပေါ့ဘယ်ကောင်းလဲတဲ့အဲ့တော့နိုင်ငံသားကိုပို့ချင်တာပဲဖြစ်ဖြစ်ကိုကိုယ်တိုင်သိတဲ့မှားစားချင်တာပဲဖြစ်ဖြစ်မှားလို့ရတယ်တဲ့ဖုန်းနံပါတ်လေးချမ်းပြောပေးမယ်ပြရအဲ့ဖုန်းနံပါတ်လေးရမှားလို့ရတယ်အမေကြီး Facebook ပေးတာနေပြီးတော့လည်းတဲ့ Messenger နေပြီးတော့အသေးစိတ်မေးမြန်းလို့ရတယ်တဲ့ညာရောကောင်းဒါတော့လည်းဒီလိုက်တဲ့နှင်းကျိုးနဲ့ကြားလက်ထင်ထားတာဒီစိတ်သားချက်ကြတာချက်နောက်ဒီမှာသားတယ်ချမောင်ကျော်နဲ့ဆန်းစားသူနဲ့စားတယ်ဒီစိတ်သားတာပြပြီးဆိုရင်တာရဒီမှာအရင်ကျွတ်တဲ့အားလုံးပေါ့နော်တဲ့နောက်နေ့ကျရင်ချန်ကဒီရနဲ့ချက်စားပြပဲပေါ့နော်မဆိုတော့ပကံကဝိုင်းแต่พอเราเนี่ยเราตะการပြောလိုက်တယ်ငါပဲပြောတတ်ထွက်တယ်တိုက်ထွက်တော့ခပ်ပြီးငါ